ကျွန်တော်ဒီနေ့မှာဖန်သွားမဲ့ vlog လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ channel subscribe လုပ်ခဲ့ပေးကြပါဦးဖန်မျိုးဆိုတော့တော်တော်နှားတဲ့မျိုးနဲ့တောင်းလေးများတဲ့မျိုးတစ်မျိုးဖြစ်တယ်ပေါ့ဒါတော့ဆန်နယ်ကူရဲ့ဝေပေါက်ဖြစ်ပါတယ်ဆက်ကူပန်းပြီးလည်းတော်တော်လေးလှပါတယ်ဒါတော့ကူတွင်းမှာတွေ့ရတဲ့ဖရားတွေဖြစ်ပါတယ်ကူရဲ့အစားဆုံးသွားတာကိုတော့ကျွန်တော်အခုဗီဒီယိုမှာမြိုက်ထားပါဘူးကြည့်ရင်ဆိုရင်တော့ကျွန်တော်လွန်ခဲ့တဲ့တစ်နေ့ကတင်လာတဲ့ဗီဒီယိုတွေတော့ပြန်ကြည့်ပေးပါဒီဗီဒီယိုမှာကျွန်တော်အစားဆုံးသွားတော့ကျွန်တော်ရိုက်ထားပေးပါတယ်ကျွန်တော်ကူတွင်းကိုပြေဆုံးမြိုက်ပေးတာကကူတွင်းမှာပြောင်းလဲသွားတာမရှိဘူးလှေကလေးပဲထောက်တက်သွားတာဖြစ်ပါလားဘူကနေကျွန်တော်ထွက်ခဲ့ပြီးတော့လှေစဲကိုရောက်လာပါပြီလှေစီးမှာဖြစ်ပါတယ်လှေကအဲ့ကြောက်ဆန်အောက်ထဲဝင်မှာပါလှေစီးနေပါပြီလှေကတော်တော်လေးစီးကောင်းပါတယ်6000နဲ့လုံးဝတန်ပါတယ်ရှူကင်းလေးကအရင်ကတားရတယ်ဗျာတော်တော်လေးကိုလာတယ်ဗျာစက်ကူပန်းကြီးပြောပါတယ်ဒီနေရာတော့ကျွန်တော်နာမည်မေ့သွားပါတယ်နာမည်မေ့သွားတာနော်ဒါတော့သစ္စာတိုင်းတရားပဲဖြစ်ပါတယ်ဒါကတော့တောင်ကြားလမ်းလေးဖြစ်ပါတယ်ဖန်ရောက်ရင်တော့ဒီညမှာဓာတ်ပုံရိုက်ကိုရိုက်တင်ပါတယ်ကျွန်တော်လည်းရိုက်ခဲ့ပါတယ်ဒါတော့နောက်တစ်နေရာဖြစ်ပါတယ်ဒီနေရာလေးကတော်တော်မိုက်ပါတယ်တပ်ပဲလို့လည်းပြောလို့ရပါတယ်ဒါတော့ရွှေမြော်ဖြစ်ပါရွှေမြော်ဖျားရောက်ပါပြီငါးလေးလည်းလွတ်လို့ရပါတယ်ကျွန်တော်ဖျားတော့ရှိခိုးပါမယ်ဒီဖျားလေးပါဒါတော့ကြောက်ကလပ်ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုညင်အောင်ရိုက်ခဲ့ပါတယ်